အားလုံးမင်္ဂလာပါကျွန်တော်တော့ကြည့်ရမှာဒါတော့ကျွန်တော် episode 1ရဲ့အစ episode 2ပဲဖြစ်ပါတယ်ဟောဒီ episode မှာတော့အိမ်လေးပါလေးစောင့်မယ်ပေါ့နော်ဆက်တာပေးလေးပေါ့အိမ်တော့မဟုတ်ဘူးဆက်တာပေးလေးပေါ့ပြီးတော့ကျွန်တော်ဒီမှာ mod တစ်လက်ထဲတိုင်းမကြည့်ဘလို့ဒါ delete ကနေရမှာပေါ့ပါ okay ကျွန်တော်အခုလက်ရှိကကျွန်တော်နည်းနည်းသွားထားပါပေါ့နော်ကျွန်တော်ဘီနာလေးမှာတယ်ကျွန်တော်ဒီဘက်ဘီနာမှာဟိုဟာတွေ့ရေးထဲမှာtreasure တွေ့ရပေါ့နော်မှာအဆောက်အုံတွေတွေ့တယ်ဒါလေးကိုကျွန်တော်ချက်လိုက်ဖွင့်ပါမယ်ဘာမှမလုပ်ကြည့်ရသေးဘူးပေါ့နော်အခုမှကျွန်တော်ဒါတွေ့လို့ကျွန်တော် record ကောက်ဖန်လိုက်တာပါဒါရဲ့ပုံမှန်ဆိုရေထဲမှာရှိရတယ်ဘယ်လို TV ကုန်းဝရောက်နေတော့မသိဘာမှမလို့မသိစုပ်ဒီဒါတွေကတော့နေကောင်းနေတယ်အစိမ်တက်လက်လေးရတယ်ဝိအနေငယ်လေးရတယ်အတားတော့ကျွန်တော်ရိုင်းစားလို့ရတယ်အတားပုတ်ဒီဆိုရင်လည်းစားလို့ရတယ်ပေါ့နော်ခိုးတော့တကယ်ကောင်းတယ်ခိုးကတော့ကြိုက်လေကြိုက်တယ်ကျွန်တော်လည်းလူဝယ်ဝန်တာနဲ့ပြီးတော့မီတို့ထုံးအောင်ဆိုပြီးတော့ဒီ vlog လေးနဲ့ကြိုက်တယ်ပစ်ကဒါပစ်ကနေမှရနော်ဟုတ်တယ်တော့နှစ်ဘလောဆိုတော့လည်းမနေဘူးကြဒီရောက်ရဟာတော့ရှက်ကဘယ်နှမှရှိတော့မသိဘူးကြအောက်ထဲမှာရှိမှာအောက်ထဲမှာ drawing ညနေဟိုရင်တော့ရေထဲမှာတည်ရရင်တော့ကျွန်တော်မလွယ်ဘူးကြပါဘူးဆိုတော့ရေထဲမှာခွန်ရိုက်လို့မရဘူးလीโอเคကျွန်တော်ရှေ့ရပြီဆိုတော့ကျွန်တော်မိုင်းထဲမှာဇူမီတော့ဘာမှမသိသေးဘူးကျွန်တော်အာရှောင်လိုက်လို့မသိဘူးကြဟာကျွန်တော် draw နေ bro ဒါကျွန်တော်အញ្ញံနဲ့ပြလိုက်ပြီပေါ့နော် bro နှီးနေဆိုတော့ draw နေနည်းနည်းတော့မဟုတ်ဘူးဘလို့မှရှင်ရိုက်လို့မရဘူးကြကျွန်တော် iPhone ကမှနေမလို့နဲ့ခံတာဝါဟိုကျွန်တော်အမှတေးရောက်တယ်ကြโอเคကျွန်တော်ဒီ episode ရဲ့ကိုကတော့ကျွန်တော်ဆက်တာပေးတေးသေးလေးစောင့်မယ်ပြီးတော့အကောင့်တွေတော့ရှန်လေးစောင့်မယ်ပေါ့နော်အဲ့ရှန်လေးထဲမှာရှိတဲ့အကောင့်တွေကျွေးဖို့အတွက်စပါးကင်းလေးတေးသေးလေးစောင့်အောင်မယ်ကြအခုကျွန်တော်မိုးလေးနဲ့ကျွန်တော် TikTok ခုတ်ပါမယ် TikTok ပြီးကြောက်တူရပါမယ်အစင်လိုက်လုပ်ပြီးတော့ Instagram ပေးစောင့်ပါမယ်ကိုကျွန်တော်တော်ခုတ်တော့ပါမယ်တော့တစ်ခုတ်ပြီးရင်တော့ပြန်တွေ့ပါမယ်အားလုံးပဲ let's go 2000 years later ကိုကျွန်တော်တစ်တော့ခုတ်ပြီးပါပြီတက်ကတော့30တက်ပဲခုတ်ခဲ့ပါတော့အများကြီးလည်းမလိုဘူးလေတရားတေးသေးပဲစောင့်ပါနောက်ကျရင်လူတိုင်းထပ်တော့ခုတ်မယ်ပေါ့နော်အဲ့တော့ကျွန်တော်30တက်ပဲခုတ်ခဲ့ပါတယ်အဲဆိုကျွန်တော်ဒီ PC ကိုကျွန်တော်ဒီထဲမှာထည့်ထားပါတယ်တစ်ခုတ်ပြီးဆိုကျွန်တော်ကာဘတ်စလုံးတော့တူပါမယ်ကာဘတ်စလုံးလေးအများကြီးမလို30တက်လောက်ပဲခုတ်30တက်လောက်ပဲတော့တူပါမယ်2000 years later ဝင်တော့ကာဘတ်စလုံးလည်းတူပြီးပါပြီကာဘတ်စလုံးတုံးစတက်မယ်တူခဲ့ပါဒါပေမဲ့အပိုလိုလေးနဲ့တူခဲ့ပေါ့နော်အဲ့တော့ကာဘတ်စလုံးမဟုတ်ဘူးကျွန်တော်မှာအစောရင်လိုမယ်ထင်လို့တူခဲ့ရဒါလေးပေါ့ပြီးတော့ကျွန်တော်မိုင်းတူးရင်းနဲ့ဒီမှာအိုင်ယွန်လေးလည်းရခဲ့တယ်အိုင်ယွန်6တုံးတော့နေတော့မနေဘူးကျွန်တော်ရေပုံးလေးပိုက်လုပ်လိုက်ရည်လေကျွန်တော်ရေပုံးလေးခရက်ပြီးဆိုတော့ကျွန်တော်လိုရမယ်တော့ရေလေးတစ်ပုံးတော့ခတ်ထားအောင်မယ်ကြအခုပြုတ်ကြောက်လို့ရှိရင်ကျွန်တော်ရေနဲ့ခံလို့ရပေါ့ဟိုလေးကျွန်တော် bro ကျွန်တော်ကြတယ်တခုရှိရဲထူးဆိုင်တော့မဟုတ်ဘူးကျွန်တော်မှတစ်ပင်နေရှိနေတာတခါတည်းတစ်ပင်ဆိုင်နေတခါပြမယ် bro ဒီရှိရတစ်ပင်တော့တစ်ချက်မှတ်တာbro ကျွန်တော်အဲ့တစ်ပင်တော့ရောက်ပြီးဒီမှာဒါ bro ဒါကျွန်တော်ရဲ့စပုံးမဖြစ်ပါနဲ့မှာကျွန်တော်အောက်ထဲခုံရှောက်ဖို့ပြောခဲ့ရလी bro မှတ်မိကြတော့မသိဘူးbro ကျွန်တော်ကဟုတ်နာမှနေကြကျွန်တော်ဒီတိုင်းလိုက်ချော်ကြောအဝေးလိုပဲအခုကျွန်တော်နံပါတ်တစ်ပင်လေးစိုက်ပါမယ်ဟောတော့ကျွန်တော်တစ်ပင်နဲ့ရှားရကျွန်တော်နေရโอเคကျွန်တော် sorry ကျွန်တော် install ကိုပြင်ဆင်လာပါတော့အခုကျွန်တော် install ရဲ့ time လေးစပါမယ်အားလုံးပဲ let's go
နော်အိမ်ကတော့စောက်ဝယ်ပါနော်အိမ်စောက်တာဘလို့တိုင်းထဲမှာတရားခဲ့လို့တီးတော့မဟုတ်ဘူးနည်းနည်းတော့ထက်ရှဲလိုက်ရတယ်ကျွန်တော်ဒီခေတ်တော့အရင်ခေါက်တုံးမှာကျော်တော်လှရကြဒီခေါက်တုံးတော့ဘလို့ဖြစ်တော့မသိဘူးရှဲလိုက်ရမလှဘူးကျွန်တော်30ပဲကြောက်တယ်ဗောနော်မကြည့်ဘူးဘလို့ကြီးမှမသိဘူးတရားကျွန်တော်နောက်ကကျွန်တော်ပိတ်ပဲစောတော့မယ်မကောင်းဘူးတရားဝင်တော့အိမ်တကားတော့ကျွန်တော်တာမန်တကားကြီးတက်မလှမှာဆိုလို့ဗောနော်ကျွန်တော်ဒဲလက်ကင်းနဲ့ကဘလို့ပေပါစောက်လို့မျိုးဗောနော်အဲ့ဒါလေးပဲယူပြီးသုံးလိုက်တယ်ဘာလို့ဆိုတော့ဇူမီမွင်တော့ပဲဒီကကျွန်တော်စတာပေးဆိုတဲ့အတိုင်းပဲဘာမှတော့မရှိဘူးကျွန်တော်ဘာမှလည်းထည့်စရာလည်းမရှိဘူးနေရာလေးကကျင်းချင်းလေးအကြီးလည်းမဆောက်ဘူးဗောနော်နောက်ကြမှာအိမ်ကလုံးပြီးလုံးလို့လာမှာကျွန်တော်ဒါရတော့ကျင်းရမယ်ပြီးမှတင်ပြလိုက်ပါမယ်ထိုးလေးကျွန်တော်အကောင်ရှင်ဆောက်ဖို့လူတွေရပြီးရင်လေကြီးဆောက်ဖို့လည်းလူတွေရတင်ကြည့်လောက်မယ်ကျွန်တော်လည်းပူစိုးလိုက်ဟိုရပါကျွန်တော်နောက်မှပဲတင်လိုက်တော့မယ်ဟိုကျွန်တော်လိုအပ်တိုင်းလဲ crabby ဆိုကျွန်တော်အချိန်မဆွဲတော့ပါဘူးကျွန်တော်အကောင်ချောင်စားစောက်လိုက်တော့မယ်အားလုံးပဲ time lapse လေး last go โอเคကျွန်တော်အကောင်ချန်လဲစောက်လုပ်ပြီးရဆိုတော့ကျွန်တော်ဒီမှာဒီကောင်လေးကျွန်တော်တက်ထားရပါတော့ဒါကကျွန်တော်အဆုံးကကျွန်တော် drone တွေရဲ့နေရာကိုတင်သွားရတဲ့ချိန်မှာဒီကောင်လေးတွေ့ရအောင်ဒီကောင်တွေ့လို့ကျွန်တော်တက်ခဲ့လိုက်တာသူတို့3ကောင်နေကြ3ကောင်နေဆို easy ပဲကျွန်တော်ဒီအလောင်းလိုကျွန်တော်တဲတောင်တက်ခဲ့ရအောင်နော်အဲ့တော့ drone တွေကဘရိုတီရဲ့အတိုင်းပဲနည်းတော့မဟုတ်ကျွန်တော်ဒီ episode ကျွန်တော်အရန်တော့ကြတော့အတွက်တောင်းပန်ပါတယ်ဘာလို့ဆိုတော့ကျွန်တော်ဒီ review မှာကျွန်တော်အများကြီးခက်ခဲရှိတော့ရပါတော့အဲ့အတွက်တော်တော်ကြီးတော့ကြောက်ပါတယ်ဘိုးလေးကျွန်တော်ရဲ့အကောင့်လေးကြီးပွားရေးအတွက်ကျွန်တော်အကောင့်လေးကိုစာကြည့်ပါမယ်ဒီတကောင်ကတော့မရတော့ဘူးစောရရောမလာဘူးနော်မရတော့ဟိုကျွန်တော်အခုဒီမှာကျွန်တော်နေရာနေလေးမှောင်လေးရဲ့အတွက်မီးတို့လက်ထုံပါမယ်ထွန်းလိုက်ဒါပေမဲ့နေလေးရောထပ်ထွန်းလိုက်အောင်မယ်ဘာလို့လဲနာဇူမီလာမှာဆိုလို့လေဇူမီခရီးပိုင်လာကျွန်တော်အိမ်ကျွန်တော်လေအကုန်ကြက်စီသွားမှာဆိုလို့ဟိုဒီစုပ်ကျဲတဲ့နေရာရဲ့ကျွန်တော်နေရာကိုကျွန်တော်ဒီနေ့ကြီးပွားအောင်ကျွန်တော်လုပ်မယ်အများကြီးလုပ်ဖို့ကြံနေပါတော့အဲ့အတွက်နောက်ပြီးဆိုရင်ကျွန်တော်တွေ့ပါမယ်ဒီနေ့ episode လောက်ပါပဲအားလုံးပဲနောက်ပြီးဆိုကျွန်တော်တွေ့ပါမယ်အားလုံးပဲဖိုင်ပါ